အားလုံးပဲမင်္ဂလာပါရှင် Global Uni Choice ကနေပြီးတော့ကြိုဆိုလိုက်ပါရရှင်အခုဆိုရင်ညီမတို့ရဲ့ Global Uni Choice International ကနေပြီးတော့ BMC လို့ခေါ်တဲ့ Business Model Canvas သင်တန်းလေးကိုဖွင့်ခဲ့တာ3ရက်မြောက်ရှိသွားပြီပေါ့နော်အခုဒီ Business Model Canvas သင်တန်းမှာတက်နေတဲ့အကိုကိုသင်တန်းလေးရဲ့အတွေ့အကြုံရဲ့ experience တွေရဲ့ကို interview လုပ်သွားမှာဖြစ်ပါရဲ့ရှင်အခုမင်္ဂလာပါရှင်ကဲမင်္ဂလာပါဗျာအကိုမိတ်ဆက်ပေးပါအောင်ရှင်ကျွန်တော်ကတော့ကိုပြပြောအောင်ပါဒီလွတ်ကိုရီးယား food ဆိုတဲ့နာမည်နဲ့ပေါ့နော်မန်းလေးမှာကိုရီးယားဆက်စားလေးတွေကိုဒါကားလေးနဲ့လှည့်ပြီးရောင်းချပေးပါတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ရှင်အခုဒီသင်တန်းလေးကိုဘယ်လိုကနေတည်ပြီးတော့ join ဖြစ်တာလဲရှင်ကျွန်တော်မိတ်ဆွေတယောက်ကနေပြီးတော့ဒါဒီဟောပေါ့နော်ညွှန်ပေးတဲ့အတွက်လာပြီးတက်ဖြစ်တာပါဟုတ်အခုဒီသင်တန်းလေးကနေပြီးတော့အကျိုးကျေးဇူးတွေဘယ်လိုမျိုးဒီအကောက business လဲလက်တွေ့လုပ်နေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ business မှာဘယ်လိုမျိုးဒီအသုံးချနိုင်မယ်လို့ထင်လဲရှင်အဓိကကတော့ဒီ BMC ဆိုတဲ့ဒီသင်တန်းမှာပေါ့နော်အဓိကဒီbusiness model canvas ပေါ့နော်ဒီစာရွက်တမျက်နှာပေါ်မှာပေါ့ဒီ one page မှာပဲကိုယ့်ရဲ့လုပ်ငန်းတစ်ခုလုံးကိုပေါ်စီကနေခြုံပြီးတော့မြင်သွားနိုင်တဲ့အနေအထားမျိုးပေါ့နော်အဲ့လိုမျိုးလေးမြင်တက်သွားတယ်ပေါ့အဲ့ဒီအကျိုးကျေးဇူးကတော့ဒါရလိုက်ပါတယ်ဟုတ်အခုလုပ်ငန်းမှာရောဘယ်လောက်ထိအသုံးချနိုင်မယ်လို့ရှင်လဲရှင်လုပ်ငန်းမှာအခုလို့ဆိုပြန်ကျင်းနေတဲ့လုပ်ငန်းကျွန်တော်တို့ပြန်ပြီးတော့ဘယ်ပိုင်းမှာဘယ်လိုမျိုးထည့်ရမယ်ဆိုတဲ့ဒီ blog လေးတွေပေါ့နော်အဲ့ blog လေးတွေအတိုင်းပြန်ပြီးအစီအစဉ်ကြလှူဆောင်သွားဖို့ရှိပါတယ်ဗျပြန်ပြီးလက်တွေ့အသုံးချလို့ရပါတယ်ဟုတ်ကဲ့ရှင်အခုတင်တာဒီ3ရက်ပေါ့နော်တင်တဲ့3ရက်ဆိုပေမဲ့လေအခု3ရက်တာတင်သွားတဲ့အထက်မှာအခုဘယ်သင်ခန်းစာလေးကိုမှတ်မိပြီးတော့ကိုကောင်းထဲမှာရှိနေလဲရှင်သင်ခန်းစာတွေကတော့3ရက်စာသင်ခန်းစာမလို့အများကြီးပါတာပေါ့နော်ဒါပေမဲ့အဲ့ထဲမှာမှအဓိကကျွန်တော်ကောင်းကောင်းရလိုက်တဲ့ဟာက business တစ်ခုဆွဲမယ်ဆိုရင်လိုအပ်တဲ့အခြေခံချက်6ချက်ပါမယ်ပေါ့နော်အဲ့6ချက်ကိုသူညာနဲ့သူဒီ key point လေးလည်းပေးထားတာဖြစ်တဲ့အတွက်လက်တွေ့အသုံးချလို့ရပါတယ်အမှတ်ရလို့ပြောမယ်ဆိုရင်တော့အကုန်လုံးကတော့ကောင်းတဲ့အချက်လေးတွေအများကြီးပါပါတယ်ဥပမာပဲဖြည်းဖြည်းချင်းပြန်လေ့လာပြီးလုပ်ငန်းထဲမှာပြန်ပြီးတော့အသုံးချမှာပေါ့နော်အဲ့ဆိုလက်တွေ့တော့အသုံးချနိုင်မယ်ပေါ့နော်အသုံးချနိုင်ပါဟုတ်ကဲ့ရှင်သူအများကြီးရှိပါတယ်အဓိက SME လုပ်ငန်းရှင်တွေကလုပ်ငန်းကိုစတင်မှုအတွက်ရည်ရွယ်ထားတဲ့ဒီလူငယ်တွေရောပေါ့နော်အားလုံးအတွက်ကဒီ business model canvas ရေးဆွဲတက်ဖို့အတွက်ကတော့အရေးကြီးတယ်လို့ကိုမြင်ပါတယ်ဒီသင်တန်းကိုလည်း recommend ပေးပါတယ်ကျေးဇူးတင်ပါတယ်ရှင်အချိန်ပေးလို့ဖြည့်ပေးရရောဒီသင်တန်းလေးကိုတက်ရောက်ပေးရတဲ့အတွက်ရောညီမတို့ဘက်ကနေကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ဒီကနေ့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအကိုရဲ့လုပ်ငန်းလည်းအောင်မြင်တိုးတက်ပါစေရှင်ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးပါဗျာကျေးဇူးပါရှင်